လူတယောက်တော့ဒါအရေးကြီးတယ်နော်တေးသေးချာချာရေးကြည့်တယ်ကျွန်တော်အရင်တော့ကနားလဲလာတာကျွန်တော်ရဲ့ဝိညာဉ်ရေးကတိုးတက်ဖို့ဆိုရင်ဝိညာဉ်လူနာမှာပဲဘာဖြစ်လဲရှိရမယ်လို့ကျွန်တော်ခံစားတာအဲ့ဒါကတချမ်းပဲအဆင်မပြေဘူးနောက်တချမ်းလို့သေးတယ်ကျွန်တော်ရဲ့ဝိညာဉ်ရေးကကြီးထွားဖို့ဆိုရင်ကျွန်တော်တို့ဘေးနားမှာဇာတိလူလိုအပ်တယ်ကျွန်တော်ဝိညာဉ်ရေးကကြီးထွားဖို့ဆိုရင်ကျွန်တော်ဘေးနားမှာဘာလိုအပ်လဲဇာတိလူလိုအပ်တယ်လုံလောက်ရှိလားတချို့ကမလို့ကိုယ်တိုင်ကဇာတိလူဖြစ်နေတယ်ဖယားခုနပြောတယ်ဖယားစကားလည်းပဲဒီအတိုင်းပဲဖယားသခင်ကျွန်တော်တို့ကိုတွေ့ကြုံစေတဲ့အခြေအနေလဲဒီအတိုင်းပဲကောင်းစားတဲ့အခြေအနေလဲတန်ဖို့ရှိတယ်ဆင်းရဲတဲ့အခြေအနေလဲတန်ဖို့ရှိတယ်အဲ့အခြေအနေနှစ်ခုစလုံးကိုတန်ဖို့ရှိတာကျွန်တော်တစ်ဖက်ကိုပဲယူရင်မှန်ကန်စွာမကြည်ထွားတော့ကျွန်တော်သားအဲ့လိုပဲပေါက်ရှာသူကကဘာကြီးအကြောင်းကိုလေ့လာတတ်တယ်ကဘာကြီးကရက်သွားလို့မရဘူးလေဟာဟုတ်လားရက်သွားရင်အကုန်လုံးကဒုက္ခရောက်ကုန်မှာလေအကုန်လုံးကပျက်စီးကုန်မှာအနေနဲ့သူပြောဟုတ်တယ်ကျွန်တော်တို့ရဲ့တခါတရံလေးဘုရားခင်ရက်ပါတော့လို့ဆုတောင်းတတ်တယ်လေနော်မဟုတ်ဘူးတချို့ဟာတွေကရက်လို့ကိုမရရက်သွားရင်ဒုက္ခရောက်မှာနှလုံးခုန်တော့ရက်လို့ရလားမရအဲ့တော့စုံစမ်းခြင်းဆိုတာလေရက်ဖို့ဆုတောင်းရတဲ့အထက်မှာမပါဘူးစာလံတစ်ထဲမှာပါတဲ့နော်မျိုးစေ့လေနှွေကာလမိုးကာလဆောင်းကာလဒီတစ်ချိန်ပြီးသွားပြီးတော့စိတ်မပူနဲ့နောက်တစ်ချိန်ဘာဖြစ်လဲလာအောင်မှာအဲ့တော့သူကပုံမှန်နဲ့အဲ့ဒီကာလတွေကိုဖြတ်တန်းရင်းနဲ့မှာဘာဖြစ်လဲအတီးတီးတဲ့အပင်ဘာဖြစ်လဲဖြစ်လာတာဒါကြောင့်မလို့ချို့ဟာတွေကရက်လို့မရအောင်သူ့ဘာသူဆက်သွားနေအဲ့ဆက်သွားနေတဲ့အခြေအနေထဲမှာလဲကိုကတစ်ဖက်ကနေကြီးထွားနေတာအဲ့တော့ခုနလိုပဲကာဗွန်ဒိုင်အောက်ဆိုက်ဆိုတာကဘာကြီးမှာကာဗွန်ဒိုင်အောက်ဆိုက်ဆိုတာကအောက်ဆီဂျင်နဲ့ပြောရင်ကာဗွန်ဒိုင်အောက်ဆိုက်ဆိုတာဘာပဲလဲအဆိပ်ပဲလေအဆိပ်ဒါပေမဲ့အဲ့အဆိပ်ကကဘာပေါ်မှာလုံးဝမရှိလို့မရဘူးနော်လုံးဝဖယ်ထုတ်လိုက်လို့မရဘူးဖယ်ထုတ်လိုက်ရင်ကဘာကြီးက Google မှာတေချာပြန်လေ့လာကြည့်ပူပြီးဒီတေးတွေ့ရကဘာကြီးကကာဗွန်ဒိုင်အောက်ဆိုက်ကအပူကိုထုတ်ပေးတယ်ကာဗွန်ဒိုင်အောက်ဆိုက်လုံးဝမရှိရင်ကဘာကြီးကလုံးဝ freeze ဖြစ်သွားတယ်အေးခဲသွားတယ်အဲကြောင့်ကာဗွန်ဒိုင်အောက်ဆိုက်မရှိလို့လည်းမရပြန်ဘူးဒါဆိုရင်ကဲတိဒါဆိုကာဗွန်ဒိုင်အောက်ဆိုက်နဲ့အောက်ဆီဂျင်ကြားထဲမှာလူရဲ့အသက်ရှင်မှုဘာဖြစ်နေတာလဲသွားလာလှုပ်ရှားနေဒါဆိုရင်ကျွန်တော်တို့ရဲ့အသက်ရှင်မှုမှာတစ်ပင်တွေကကာဗွန်ဒိုင်အောက်ဆိုက်ကိုသုံးပြီးတော့ဘာလွတ်လဲအောက်ဆီဂျင်ကိုပြန်လွတ်ပေးတယ်ဒါဆိုရင်အဲ့ဒါသူ့ရဲ့ကြီးထွားခြင်းထဲမှာကာဗွန်ဒိုင်အောက်ဆိုက်ကိုသုံးနေတာကြီးထွားခြင်းထဲမှာအစာချက်တဲ့အခါကိုဘာဖြစ်လဲသုံးနေတာအခုကျွန်တော်တို့ပြောလိုက်တဲ့နှုတ်ကပတ်တော်တွေကနော်တင်ကဝန်ခံရွေးယူလိုက်ရင်တင့်အထဲထဲမှာဘာဖြစ်သွားလဲဆိုရင်အစာဖြစ်သွားဒါမဲ့အစာကိုအစာချက်ဖို့ရန်အတွက်ဘာလို့လဲဆိုရင်ဇာတိလူလိုအပ်တယ်ဒါကြောင့်မလို့ဇာတိလူတွေဘေးနားမှာရှိနေတာဖယားရဲ့ကျေးဇူးတော်တက်ဖြစ်တယ်ဆန်ဒဲစကူဆရာမတွေဒါဝိအကြောင်းကိုကလေးတွေကိုသင်ရင်ပါတင်ဘယ်နေရာလေးကိုသင်ဟောလျက်ကိုတိုက်တဲ့အကြောင်းကိုသင်အဲ့တော့ကလေးတွေကလည်းတပြေးပြေးကြီးလာတော့ဘာဖြစ်လဲတိုက်မယ်ခတ်မယ်ဖြတ်မယ်အဲ့ဒါပဲကြီးလာတာဘာကိုမသိဘူးလဲဆိုတော့ရှောလူလိုက်လို့ဒါဝိပြေးရတဲ့အကြောင်းကိုမသိဘူးကျွန်တော်တို့ကိုယ်တိုင်အဲ့ဒီအကြောင်းတစ်ခါမှအတင်မခံခဲ့ရဘူးအဲ့လိုကြီးပြင်းလာတာအဲ့ဒါကတစ်ဖက်ဆောင်နေအန်တရကြီးတယ်အဲ့တော့အဲ့ဒီလိုမတင်ခဲ့ရတဲ့ကလေးဟာအဲ့ဒီလိုကြုံတဲ့အခါမှာ तू ဘယ်လိုရှင်ရမလဲဆိုတာဘာဖြစ်လဲမသိတော့ဘူးခုနပြောသလိုဒါဝိတိုးထိန်နေနဲ့ဖခင်ရဲ့မဆခြင်းဂေါလိယက်ကိုအောင်မြင်ခြင်းခံစားရတယ်လို့အိုးထိန်အနေနဲ့ဒါဝိကိုရှောလူအားဖြင့်ဖခင်ကဘာဖြစ်လဲချိုးဖဲပြုပြင်ပုံသွင်းတာဂေါလိယက်ကိုတိုက်တာဘယ်နှစ်ရက်ကြာတရက်ပဲနော်တရက်ပဲဆိုတာအဲ့ဒီချိန်မှာဖြစ်သွားတာတော့မဟုတ်ပါဘူးအရှိမဖခင်ကဒါဝိကဖခင်နဲ့သွားလာတယ်ဒါပေမဲ့တကယ်တိုက်တာတရက်ပဲကြာတယ်လေဒါဆိုရင်ရှောလူကနေပြီးတော့ဒါဝိကိုလိုက်ပြီးတော့ပြဿနာရှာတာလေလိုက်ပြီးတော့တေချောင်းကြံတာကာလဘယ်လောက်ကြာဒါဝိကလေတချို့ကျမ်းစာပညာရှင်တွေတွက်လိုက်တယ်ဒါဝိက15နှစ်လောက်မှာဗိသိက်ခံရတယ်ဆိုရင်နဲ့အသက်30မှာဘယင်ဖြစ်တာဟုတ်ဒါဆိုရင်ဂျားထဲမှာဘယ်နှစ်နှစ်လောက်ကြာလဲ
15နှစ်ကြာတယ်နော်လွယ်လားမလွယ်ဘူးကြိုက်လားတင်ကြိုက်လားဒါဝိတ်နာမည်ကြိုက်လားကြိုက်တယ်ကျွန်တော်သားလေးမွေးရင်တော့မှဲ့ပေးအောင်မှာတချို့ကသား2ယောက်မွေးတယ်အကြီးကောင်ကဒေးဗစ်အငယ်ကောင်ကဒါဝိတ်တယ်အဲ့လောက်ထိကိုကြိုက်တာအဲ့တော့ဒါဝိတ်ကိုပဲနာမည်ကိုပဲကြိုက်ပြီးတော့ဒါဝိတ်ဖြတ်တန်းရတဲ့အခြေအနေကိုသင်မကြိုက်ရင်ဒါဝိတ်မှာရှိတဲ့တန်ဖိုးရှိတဲ့အရာလိုမျိုးသင်စီမှာရမလားဘယ်ရမလဲအဲ့တော့နာမည်ပဲကြိုက်လို့ချက်ချင်းဖြစ်လို့မရအောင်ဒါဝိတ်အသက်တာကိုကြိုက်တယ်စိတ်တော်နဲ့တို့ထိတော်သူဖြစ်ချင်တယ်ဆိုရင်ဒါဝိတ်ဖြတ်တန်းတယ်လို့မျိုးလဲပါဖြစ်လဲဖြတ်တန်းဖို့လိုအပ်တယ်ဒါဝိတ်ဆိုတာခေတ်သစ်ဝိညာဉ်ရေးရရဲ့ဘာဖြစ်လဲပုံဆောင်ချက်လေဒါဝိတ်ရဲ့သားတော်ယေရှုတခြားဘယင်တွေကြည်လိုက်ဣသေလဘယင်တွေကြည်လိုက်အဖေသင်သားတက်ဖြစ်တာပဲဒါမှမဟုတ်ဘယင်ကိုတက်လိုက်နောက်ဘယင်တက်ဖြစ်တာဒါဝိတ်ကအဲ့လိုမဟုတ်ဘူးအဲ့ဒါဘာလဲဆိုကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာကိုပုံဖော်နေတာဒါဆိုရင်အဲ့ဒီရှောလူနဲ့ဒါဝိတ်ကိုကြည့်ရင်ရှောလူကိုဖျားစကားပြောလားဆိုရင်ပြောတယ်ဘယ်စကားတွေပြောဒီစကား3ခုစလုံးပြောတယ်လူတိုင်းကိုဖျားအဲ့စကား3မျိုးစလုံးပြောကိုပြောတယ်ဒါပေမဲ့ကျွန်တော်တို့ကရွေးချယ်လို့မရအောင်ပြောချင်တာကကျွန်တော်တော့ဒီအားပေးစကားလေးကိုကြိုက်တယ်ကျွန်တော်အားပေးစကားပဲပြောဖျားရှိမှအဲ့လိုသွားရွေးချယ်လို့မရအောင်ကျွန်တော်ပြောပြမယ်ကျွန်တော်အမှုတော်ဆောင်ဘာကြောင့်ဖြစ်လာလဲပြောပြမယ်နော်အမှုတော်ဆောင်မဖြစ်ခင်မှာကျွန်တော်တင်မောလိုက်တက်ဖို့လုပ်တယ်အဲ့ဒါတင်မောလိုင်းရတယ်အမှ US visa သွားဝင်တော့ visa မရဘူးအဲ့ဒီအချိန်မှာ deposit ထုတ်လိုက်တယ်အဲ့ဒီမှာအဲ့တော့ FEC ခစ်လေ FEC 3000က2000နဲ့3000မှာနော်2900ပျောက်သွားတယ်ခိုးတဲ့လူကတော့ခရိယာဖြစ်ဖို့များတယ်ဘာလို့ဆို10ဖို့တစ်ဖို့ခြံထားပြီကျမ်းမာရေးလဲမကောင်းဟာလူကလည်းဝမ်းနေလဲနေပတ်စံကလည်းအခိုးခံကသူများရက်ကွက်မှာအိမ်မရှိရာမရှိဘာဖြစ်လဲဝမ်းနေမှုတွေကအဲ့ဒီပတ်စံကလည်းအဖေကဝန်တန်းလေသူများဆရာချီထားတာဝမ်းနေမှုတွေဘာဖြစ်လဲအဖုံဟာတခါလေကြေကွဲမှုတွေအဖုံအမေဆိုရင်မြေနဲ့မြက်ခွက်ကျွန်တော်ကလည်းဘာလို့လို့အမှမသိတခါလေယောဘဝတ္ထုလိုမျိုးကိုယ့်ဟာကိုယ်တော်ဆက်လိုက်သေးတာကဗျာတွေဘာတွေဆက်လိုက်သေးတာဘာလဲငါဖွာသောနေ့ပျက်စီးပါစေနှုတ်မှရေရွတ်တွတ်ဖြင့်မချွတ်ဧကံပြောခဲ့ပါပြီဘာညာပေါ့နော်အဲ့လိုကိုယ့်ကိုယ်ရဲ့အဲ့ဒီအချိန်ကျတော့29နှစ်မြောက်ရှိကျွန်တော်အသက်29ကျွန်တော်ဆုတောင်းတယ်ဘုရားသခင်ကျွန်တော်ဒီလောက်ထိကြုံတွေ့ရတဲ့ဝမ်းနည်းခြင်းတွေနော်အခြေအနေတွေမကောင်းတဲ့ဟာတွေဆုတောင်းတယ်ဘုရားခင်ကျွန်တော်ကိုစကားပြောပါလို့ကျွန်တော်ပြောပြီးတော့ဆုတောင်းကျွန်တော်ကဘယ်လိုကြမ်းပိုင်မျိုးရကြင်လဲအားပေးစကားရချင်တာတင်းရဲ့ဝမ်းနေခြင်းတွေကိုဘာဖြစ်လဲဝမ်းမြောက်ခြင်းဖြစ်စေပြီအဲ့လိုမျိုးကြမ်းပိုက်တွေရချင်တာတင်းကိုငါဘာဖြစ်လဲကောင်းကြီးပေးပြီအဲ့လိုကြမ်းပိုက်တွေဘာဖြစ်လဲရချင်တာတင်းကိုငါရွေးနှုတ်ပြီအဲ့လိုကြမ်းပိုက်တွေရချင်တာကျွန်တော်ပါရလဲသိလားရှင်လုကာ9:23ငါ၌စီကပ်လို့တော်သူသည်ကိုရင်းပယ်၍ငါနောက်တော့နေ့တိုင်းလိုက်ဟာဒီမမဘာဖြစ်လဲကြေကွဲနေပါလဲဆိုလာတဲ့ចမ်းပိုက်ကြီးကဘာဖြစ်လဲကားတိုင်းလားကျွန်တော်မေးမယ်နော်မေးခွန်းနှစ်ခုမေးမယ်နော်စိတ်ထဲမှာဖြေကြည့်နော်အခုဒီမှာရှိတဲ့လူတွေကိုအားလုံးကဲတင်တောင်းတဲ့စုတစ်ခုကြိုက်တာတောင်းအခုပြည့်မယ်ဆိုရင်ဘာတောင်းမလဲကိုယ့်အကူဖြေရင်ရတယ်နော်စိတ်ထဲမှာအခုစုတောင်းကြိုက်တာတောင်းအခုပြည့်မယ်ဆိုရင်ဘာစုတောင်းမလဲအဲ့ဒါလေးတစ်ခုမှတ်ထားလိုက်နော်ကိုယ့်အကူဖြေထားလိုက်နော်မေးခွန်းတစ်ခုအတွေးထဲမှာဖြေထားလိုက်ဟုတ်ပြီနောက်မေးခွန်းတစ်ခုမေးမယ်နော်နောက်9မိနစ်မှတည်ရမယ်နောက်9မိနစ်မှတင်တည်ရတာမတင်မတည်ခင်စုတစ်ခုတောင်းအဲ့ဒါဖြေကြည့်အဲ့ခုနအဖြေနဲ့ဒီအဖြေနဲ့ကိုက်လားမကိုက်တော့မတချို့ကလည်းကိုက်တယ်ကိုက်တော့အဲ့ဒါမကိုက်ဘူးကိုက်တယ်တင်နဲ့ပြတယ်မသိကျွန်တော်လည်းမသိလူကအဲ့လိုလေတော့အဲ့တော့ဗာလဲယေရှုလက်ဝါးကတိုင်မှာနော်လူဆိုးကြီးတယောက်ကတေကန်နီးဆိုတော့သူဘာပဲတောင်းတတ်တော့လဲ
ကိုရောနိုင်ငံတော်တည်လဲကြွလာတဲ့အခါမှာနိုင်ငံတော်ကိုပဲတောင်းတတ်တော့တယ်နော်တေလူလေအဲ့တော့လဝါကတိုင်ထားနေဆိုတာဘာလူလဲတေလူပဲအဲ့ဒါတေလူကလေနိုင်ငံတော်ပဲတောင်းတတ်တော့တယ်အဲ့ဆူတောင်းချက်မပြောင်းတော့ဘူးနော်ကျွန်တော်တို့ကခုနကတော့ရှင်းနေတဲ့ချိန်မှာတော့တစ်မျိုးဘာလဲတေရတော့မယ်ဆိုဆူတောင်းချက်ကတစ်မျိုးဆိုဟုတ်ပြီဒါဆိုရင်ခုနပြောတဲ့အဲ့ဒီခုနပြောတဲ့အသက်29မြောက်မွေးနေ့မှာကျွန်တော်ဆုတောင်းလိုက်တဲ့ခါမှာကျွန်တော်ကိုဖျားစကားပြောပါလို့ဆုတောင်းလိုက်တဲ့ခါဖျားစကားပြောလားဆိုပြောတယ်ဒါပေမဲ့အားပေးစကားတော့မဟုတ်ဘူးတတိပေးစကားလည်းမဟုတ်ဘူးတကယ်တော့ဘာစကားဖြစ်နေရလဲဆုံးမစကားဖြစ်နေကျွန်တော်ပြောင်းလဲရမယ့်စကားဖြစ်နေဒါပေမဲ့အဲ့ဒါတန်ဘူးရှိတယ်အခုဒီနေ့ကျွန်တော်အမှုတော်ဆောင်ဘာကြောင့်ဖြစ်လာလဲဆိုအဲ့ဒီကြံပိုက်ကြောင့်ဖြစ်လာတာအဲ့ဒါကြောင့်တင်တဲ့ကျွန်တော်ဘာဖြစ်လဲဒီမှာဆုံးရတာအဲ့ဒီအချိန်မှာကျွန်တော်အခုဒီမှာပြုံးလေးနဲ့ပြောတယ်မလားမဟုတ်ဘူးအဲ့ဒီအချိန်မှာတင်ကျွန်တော်မမြင်လို့ကျွန်တော်မြင်ရုပ်ကလည်းအိုးလူကလည်းပိန်မွဲချောက်မျက်ရည်တွေကလည်းကိုကြည့်လိုက်တယ်တန်ဖိုးရှိတဲ့လူတယောက်လို့မြင်လားလုံးဝမမြင်လောကကြီးကကျွန်တော်ကိုကြည့်တယ်ဒီကောင်တန်ဖိုးရှိလားမရှိကျမ်းမာရဲ့လည်းမကောင်းပတ်စံလည်းအခုခံရသူများရက်ကွက်မှာနေထိုင်ခွင့်ပါညာလည်းမရှိလူပြိုဘဝလေဘယ်မိန်းကလေးမှလည်းကြိုက်ဒါဆိုရင်ကျွန်တော်တက်တာမှာဒီအရာတွေကအရေးကြီးတယ်အဲ့လိုဆုံးမစကားလာလို့တင်ဝန်ခံလိုက်နိုင်ရင်အဲ့ဒီထဲမှာတန်ဖိုးကြီးမားတဲ့တန်ဖိုးကဘာဖြစ်လာလဲပေါ်ထွက်လာmusic တစ်စိဆိုတာမြေကြီးထဲကိုစိုက်လိုက်ရင်အဲ့ music ကမြင်ရသေးလားမမြင်ရတော့ဒါမဲ့ခဏနေရတော့အချိန်တစ်ခုကြာရင်ပြန်မြင်လာရတယ်ပျောက်ကွယ်သွားတာမဟုတ်ဘူးเนาะမြင်ပြုတ်တယ်ဆိုတာပျောက်ကွယ်သွားတာမဟုတ်ဘူးเนาะဒါဖြစ်လေပြန်ပြီးတော့ထွက်ပေါ်လာဖို့ရအတွက်ရည်ရွယ်ချက်ကပြန်ပြီးထွက်ပေါ်လာဖို့မြည်ဖို့ဘာဖြစ်လဲမြုပ်တာဖြစ်တယ်เนาะအဲ့ဒါကိုကျွန်တော်တို့အရေးကြီးတယ်ဥပမာယောသရဲ့အတ္တတာထဲမှာဒါလေးကိုကျွန်တော်ပြပြမယ်เนาะတန်ဖိုးလို့ပြောတဲ့ခါမှာကျွန်တော်တို့လောကအထဲမှာသွားမရှာဖို့လည်းအရေးကြီးတယ်လောကထဲမှာ eternal value ကိုလောကထဲမှာတန်ဖိုးသွားရှာလို့ရမလားမရှိဘူးလောကကြီးကတင့်ကိုတော့ eternal value သိမှာမဟုတ်ဘူးလေလူတစ်ယောက်ကတဲ့ကြောက်တုံးတုံးကိုသူ့သားကိုသွားရောင်းခိုင်းတယ်ကဲဈေးမှာသွားရောင်းအခုစကားနဲ့ပြောတာဘတ်20ပေးတယ်တဲ့ဈေးမှာဒါပေမဲ့မရောင်းခဲ့နဲ့အပေါင်ဆိုင်သွားဘတ်100ပေးတယ်မရောင်းခဲ့နဲ့ပြန်ယူလာလမ်းခင်းတဲ့နေရာမှာသွားရောင်းဘတ်150ပေးတယ်မရောင်းခဲ့နဲ့ပြန်ယူလာအဲ့ဒီကြောက်ကိုကြောက်စိမ်းဝိုင်းထဲမှာသွားထည့်လိုက်တော့ဘတ်တောင်းနဲ့ချီတန်နဲ့ကြောက်စိမ်းဖြစ်တယ်ဒါဆိုရင်အဲ့ဒီတန်ဖိုးကပြောင်းသွားတာမဟုတ်ဘဲနဲ့ဈေးနှုန်းကပဲဘာဖြစ်လဲပြောင်းသွားတာဘာဖြစ်လဲဆိုတော့ဈေးနှုန်းဒီလူတွေရဲ့တတ်မှတ်ချက်ပေါ်မှာမူတည်ပြီးတော့ဘာဖြစ်လဲပြောင်းသွားတာဒါဆိုရင် eternal value လို့ပြောရင်သင်ကဖျားစကားကိုဝန်ခံရွေးယူတယ်ဆိုတာတခါတည်းမှာသင်ကောင်းစားတဲ့အချိန်လဲဖြစ်နိုင်တယ်ဆင်းရဲတဲ့အချိန်လဲဖြစ်နိုင်တယ်ဒါမဲ့သင်ရဲ့တန်ဖိုးကိုဘယ်အပေါ်မှာမတိဆောက်ထားရအောင်ဆိုအပြင်မှာမြင်ရတဲ့လူတွေရဲ့တတ်မှတ်ထားတဲ့ဈေးနှုန်းအပေါ်မှာတိဆောက်ထားလို့မရအောင်ဥမာယောတက်ကိုကြည့်မယ်ဆိုရင်ယောတက်ကိုအကူတွေကလေသူ့ကိုတွေကမီဒရန်ကုန်တယ်စီမှာရောင်းလိုက်တယ်လေရောင်းစားလိုက်တယ်ဘယ်လောက်ရလဲ20ရတယ် price ဘယ်လောက်ရလဲ20ဒါဆိုယောတက်အဲ့လောက်ပဲတန်လားယောသက်အဲ့လောက်ပဲတန်တာမဟုတ်ပါဘူးဒါပေမဲ့သူ့ကိုဘယ်လောက်ပဲပေးလဲ20ပဲတင်ဒီမှာအလုပ်လုပ်တော့သူတွေရှိမယ်နော်လခဘယ်လောက်ရလဲတင်ရတဲ့လခဟာတင်ရတန်ဖို့မဟုတ်ဘူးတင်အများကြီးရနေလဲအဲ့ဒါတင်ရတန်ဖို့လုံးမတတ်မရအောင်ကဲကြည့်ရှောလမုန်မင်းကြီး
တနှစ်ကိုဘယ်လောက်ဝင်ရွှေ666ပိတ်တာကျွန်တော်ဖတ်မိတာတော့ဟုတ်တယ်နော်တနှစ်ကို666ပိတ်တာဝင်ဒါမဲ့ယေရှုကပြောလို့ဆိုရှောလမုန်မင်းကြီးရဲ့အဝတ်နဲ့တောနင်းပင်ရဲ့ဘယ်ဟာပုံမြတ်လဲတောနင်းပင်ကအသက်ဖြစ်လို့ဖြစ်တယ်နော်ကဲဒါဆိုရင်ယောသက်ကိုရောင်းတော့20ရတယ်20ကနေသူပဲရောက်သွားလဲကျွန်ကနေပြီးတော့ဘာဖြစ်လဲထောင်တဲကိုရောက်သွားတယ်ထောင်တဲကနေပဲပြန်ရောက်ဒုတိယပြန်ဖြစ်တယ်အဝတ်ပါတွဲပြီးပြောပြမယ်နော်အဖေအိမ်မှာရှိတော့ကဘာဝတ်လုံဝတ်ထူးခြားတော့ဝတ်လုံအကိုတွေရောင်းစားခံလိုက်ရတော့ဘာဝတ်လုံဖြစ်သွားလဲကျွန်ဝတ်လုံထောင်တဲရောက်သွားတော့အောင်ဝတ်လုံဒုတိယဘယင်ဖြစ်တော့ဘယင်ဝတ်လုံယောသက်ကအဝတ်တေတာပြောင်းသွားတယ်စိတ်နှလုံးပြောင်းလာပြောင်းလားမပြောင်းဘူးနော်ကဲယောသက်ပေါ်မှာဖျားထားတဲ့အကြံစီတရက်ပြီးတရက်ဘာဖြစ်လဲဆိုရင်တန်ဖို့ရှိလာတယ်ကြုံရတာကောင်းစားခြင်းကြုံရလားကောင်းစားခြင်းကြုံရလားအဖေအိမ်မှာလေကြုံရတယ်ဆင်းရဲခြင်းကြုံရလားကြုံရတယ်ကဲကျွန်တော်တို့ယောဘဝတ္ထုထဲမှာလေကျွန်တော်ငယ်တော့ကြိုက်ခဲ့တဲ့ကျမ်းပိုက်တစ်ခုရှိတယ်နော်ဘုရားသခင်နဲ့အကျွမ်းဝင်ရဲ့မိတ္တာရဖွဲ့လို့ထို့သို့ပြုမှာကောင်းစားခြင်းတို့ရောက်လိမ့်ပြီကြိုက်လားကြိုက်တယ်နော်ဘာဖြစ်လို့ကြိုက်တာလဲကောင်းစားခြင်းလို့လေကောင်းစားခြင်းလို့ဒါဆိုရင်ကောင်းစားဖို့အတွက်ဘယ်သူနဲ့မိတ္တာရဖွဲ့မှာလဲဖယားနဲ့မိတ္တာရဖွဲ့မှာဒါဆိုရင်မကောင်းစားရင်အဲ့ဒါယောဘပြောတဲ့စကားမဟုတ်ဘူးနော်အေလိဖက်ကယောဘကိုပြောတဲ့စကားအေလိဖက်ဆိုတာကနော်အေလိဖက်နဲ့ယောဘနဲ့ဝိညာဉ်ရေးရရှင်ဘယ်သူကတာလဲယောဘတာတာဟောယောဘအမားမရှိလို့မဆိုလို့နော်ဒါမဲ့တကယ်ကတော့ယောဘကတော့အေလိဖက်ကိုပြင်ပေးရအောင်မှာဒါမဲ့ဘာဖြစ်လဲအေလိဖက်ကအခုယောဘကိုလာပြီးတော့ဘာဖြစ်လဲပြင်ပေးနဲ့စကလုံးနေမလှဘူးလားလှအဲ့လိုမျိုးအခုကအေလိဖက်ပြောတယ်တင်ဟာတဲ့ဘုရားခင်နဲ့အကျွမ်းဝင်ရဲ့မိတ္တဟာယဖွဲ့လို့ထို့သို့ပြုမှကောင်းစားလိမ့်မည်ယောဘအခုချိန်မှာကောင်းစားနေလားဆင်းရဲနေလားဆင်းရဲနေတယ်ဟုတ်ပြီထပ်ပြီးမေးမယ်ထို့သို့ပြုမှကောင်းစားလိမ့်မည်ဆိုတော့ယောဘနဲ့ဘုရားနဲ့မိတ္တဟာယရှိလားမရှိလားရှိလားမရှိလားပြက်နေလားမပြက်နေဘူးလားဒါဆိုရင်ယောဘနဲ့ဘုရားနဲ့မိတ္တဟာယရှိလားရှိတယ်ဒါဆိုရင်အေလိဖက်နဲ့ဘုရားနဲ့မိတ္တဟာယရှိလားမရှိဘူးတကယ်တော့မိတ္တဟာယပြက်နေတာကဘယ်သူနဲ့ဘယ်သူလဲအေလိဖက်နဲ့ဘုရားသခင်ဆင်းရဲတဲ့ကာလမှာလဲမိတ္တဟာယစစ်ရှိနေတာဘယ်သူနဲ့ဘယ်သူလဲယောဘနဲ့ဘုရားသခင်ဒါဆိုရင်မိတ္တဟာယစစ်ရှိနေတဲ့ယောဘဟာအခုကောင်းစားနေတာလားဆင်းရဲနေတာလားဒါဆိုရင်မိတ္တဟာယစစ်ရှိနေခြင်းဆိုတာကောင်းစားရမယ်ဆိုတာမှန်သလားဒါဆိုရင်ဆင်းရဲရမယ်ကောင်းစားသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဘုရားသခင်နဲ့မိတ္တဟာယမပြတ်သောသူကိုမိတ္တဟာယစစ်ရှိသောသူလို့ခေါ်တယ်လင်မယားတွေမှာလေကျွန်တော်တို့အိမ်မှအရှိမထွက်ဆိုတယ်မလားမင်္ဂလာဆောင်ကောင်းစားသည်ဖြစ်စေဆင်းရဲသည်ဘာဖြစ်လဲဖြစ်စေအဲ့ဒါအဲ့မှာပဲပြီးသွားဖို့မဟုတ်ဘူးတကယ်ကြုံလာတဲ့ခါကျမှအဲ့စကားကတက်တည်ဖြစ်တာမကြုံသေးခင်တော့ဘာဖြစ်လဲတက်တည်မဖြစ်ဘူးတချို့မင်္ဂလာဆောင်တွေအခမ်းအနားတွေကုန်ကြစရိတ်ပန်းတွေအများများတယ်လေဒါပေမဲ့အဲ့ဒီအဟာတွေကအဲ့ဒီလင်မယားနှစ်ယောက်ရဲ့ခိုင်မြဲခြင်းကိုအာမခံပေးနိုင်လားမပေးနိုင်ဘူးနော်လင်မယားနှစ်ယောက်ဟာတည်မြဲဖို့ဆိုတာကောင်းစားသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေမေတ္တာမပြတ်ဘဲနဲ့သွားတဲ့အရာကိုစစ်မှန်သောမေတ္တာအဲဆိုဘုရားခင်နဲ့ကျွန်တော်တို့ဂျားထဲမှာခုနပြောတဲ့နော်ကောင်းစားသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဘုရားထားတဲ့နေရာဘုရားစကားကိုဘာဖြစ်လဲဝန်ခံရွေးယူနေတဲ့သူဟာတန်ဖိုးတရက်တခြားတန်ဖိုးဘာဖြစ်လဲရှိလာတော့သူဖြစ်လာတယ်ကိုးကွယ်ခြင်းတောင်မှ worship without fellowship ဆိုရင် religion ဖြစ်တယ်
ကိုးကွယ်နေတယ်ဒါပေမဲ့ဘုရားနဲ့မိတ္တဟာယမရှိဘူးပြတ်နေတယ်ဆိုရင်အဲ့ဒါဘာလုပ်နေရလဲဘာသာရေးဒါဆိုကိုးကွယ်ခြင်းထဲမှာတော့ fellowship ကအရေးကြီးတယ်ဒါကြောင့်ယောဘကပြောလဲဘုရားခင်ပေးတယ်ဘုရားခင်ရုပ်သိမ်းတယ်ဘုရားနာမတာ၍ဘုံကြီးပါစေဒါဆိုရင်ယောဘကအလောက်ကြီးမားတဲ့အခြေအနေကြီးနဲ့ကြုံတွေ့သွားတယ်ဖြတ်တန်းသွားရတယ်သူ့ဘဝကြီးကတန်ဖိုးမဲ့သွားလားပျက်စီးသွားလားဆုံးရှုံးသွားလားဒါမှမဟုတ်ယောဘအတ္တတာပို့ပြီးတော့တန်ဖိုးတက်လာတာဘာကြောင့်လဲတချို့ကတန်ဖိုးတက်တယ်ဆိုဘယ်လိုပြောကောင်းကြီးနှစ်ဆရလို့တဲ့မဟုတ်ဘူးတော့အဲ့ဒါမဟုတ်ဘူးနော်ကျတော့ကောင်းကြီးနှစ်ဆရတာယောဘရဲ့တန်ဖိုးမဟုတ်တယ်လို့ယောဘဒီအဲ့ဒီလိုကြုံနေတဲ့အခါမှာလဲကောင်းကြီးနှစ်ဆကိုမျှော်လင့်တော့သူမဟုတ်ဘူးအကုန်ပြောရရင်ကျွန်တော်အခုခါနာတယ်2နှစ်ကျော်ပြီအခုလဲနည်းနည်းနာတယ်ကျွန်တော်ခါနာတော့လေခါနာမပြောက်တော့ဘုရားခင်စီမှာဆုတောင်းရင်းနဲ့ဘာခံစားရလဲဆိုယောဘအတ္တကိုခံစားယောဘအနာယောဂဖြစ်တဲ့ခါမှာသူအနာယောဂပျောက်ဖို့ဆုတောင်းလားမတောင်းဘူးနော်ကောင်းခြင်းနှစ်ဆပြန်ရဖို့ဆုတောင်းလားမတောင်းဘူးဘုရားသခင်ကအနာယောဂငြိမ်းခြင်းပေးမပေးယောဘဟာဘုရားနဲ့ဘာဖြစ်လဲမိတ္တဟာယဆက်သွားမယ်ဘုရားစကားကိုဆက်ပြီးတော့ဝန်ခံမယ်ရွေးယူနေမယ်အဲ့တော့ကျမ်းမာခြင်းကယောဘတောင်းတဲ့ဟာမဟုတ်ဘူးဘုရားပြန်ပြီးတော့ယောဘကိုပေးတာတင်မတောင်းတဲ့ဟာဘုရားပေးဖို့စီစဉ်နေအများကြီးရှိတယ်ရှေ့ကနေတိတ်တောင်းမနေနဲ့ကောင်းကြီးနှစ်ဆယောဘအစီအစဉ်မဟုတ်ဘူးဘယ်လိုအစီအစဉ်လဲဘုရားအစီအစဉ်ကျွန်တော်တို့ကအခုကယောဘအကြောင်းကိုအစအဆုံးဖတ်လိုက်တယ်ယောသအကြောင်းကိုအစအဆုံးမဖြစ်လဲဖတ်လိုက်တယ်အဲ့တော့တင်အခုကြုံနေတာဘာကြောင့်လဲမကြခင်မှာယောသလို့ဒုတိယဘယင်ပြစ်မှာလျှောက်ပြောတေခုလို့စေရဒုက္ခကြုံနေတာမကြခင်ကောင်းကြီးနှစ်ဆဘာဖြစ်လဲရမှာလျှောက်ပြောအဲ့ဒါတတုသမီးအနာကိုဘာဖြစ်လဲပေါ့ရော့စွာကုသတာဒါအယံကိုဘာဖြစ်လဲအရေးကြီးတယ်အဲ့တော့ယောဘကြုံတဲ့အခါမှာမသိဘူးအဲ့လိုဖြစ်လာမလား तू မသိဘူးယောသကြုံတဲ့အခါမှာအဲ့တနေ့ကျရင်ငါဒုတိယဘုရင်ဖြစ်မယ် तू သိလားမသိဘူးအခုဖျားစကားထဲမှာနော်ဒီဖျားလူတိုင်းအတွက်နော်ကဲကျွန်တော်ပြောနေတယ်ဖျားအကြံစီမရှိလားရှိတယ်ဖျားအကြံစီရှိတယ်အခုဒီနေ့ဓမ္မတိခေတ်နဲ့ဆိုရင်တော့အဲ့ဒီဖျားရဲ့အကြံစီကဘု து အားဖြင့်ပြည့်စုံစေမှာလဲခရစ်တော်အဲ့ဒီခရစ်တော်ကကျွန်တော်တို့ရဲ့ဘယ်ထဲမှာရှိလဲဝိညာဉ်ထဲမှာအိမ်မှာຫນွေလာဝိညာဉ်စိတ်ခန္ဓာကျွန်တော်ငယ်ငယ်လေးတော့ဟိုအိမ်မှာကြီးလာကျွန်တော်အိတ်တဲ့ခန်းဆိုအမြဲတမ်းဖျားစဉ်ရှိအဲကျွန်တော်ဖေရပါဖြစ်လဲဗုဒ္ဓဘာသာလေနော်ဖျားစဉ်ရှိရဖျားစဉ်အောက်မှာအိတ်ရတာကျွန်တော်တို့ကဘာမှဖြစ်ဘူးဖျားစဉ်ရှိတယ်ကျွန်တော်အဖေကကြောက်ပတောင်းမှာအိမ်ဆောက်တယ်အိမ်ဆောက်တဲ့ခါမှာအထက်ခန်းရှိတယ်သူကလည်းအထက်ခန်းထက်ကိုလေအထက်ခန်းမှာဘာဖြစ်လဲဆိုတော့ဖျားကန်းသူလှုပ်ထားတယ်တော်တော်များများအိမ်တွေကိုကြည့်လိုက်ကြောက်ပတောင်းကအိမ်တွေကြည့်လိုက်အိမ်တိုင်းကိုကြည့်လိုက်ရင်ဘာပါလာလဲဖျားခန်းလေးတွေနော်အပြင်ကနေကြည့်ရင်ထွက်နေတာတွေ့တယ်သူတို့ကဘာလဲဆိုရင်သူတို့နေတဲ့နေရာတိုင်းမှာဘာဖြစ်လဲဖျားအတူရှိဖို့အခန်းလေးဘာဖြစ်လဲဖွဲ့ဒီနေ့ကျွန်တော်တို့ဖျားဆိုတာကတော့ကောင်းကင်ကဖျားကတော့လူရဲ့ဘယ်ထဲမှာနေတာလဲဝိညာဉ်ထဲမှာဝိညာဉ်ဆိုတာဒါဆိုရင်ဘယ်သူနေတဲ့အခန်းလဲဖျားနေတဲ့အခန်းဒါပေမဲ့ဖျားကလည်းအဲ့အခန်းထဲမှာပဲနေခြင်းနဲ့ဖျားမဟုတ်ဘူးကျွန်တော်အခန်းထဲမှာနေပြီးတော့အခန်းထဲကနေအပြင်အထိဘာဖြစ်လဲအလုံးလှုပ်ခြင်းနဲ့ဖျားဖြစ်တယ်ကျွန်တော်တို့ကဒါပေမဲ့အခုဖျားကိုဘယ်လိုလုပ်လဲဆိုရင်ဝိညာဉ်ထဲမှာပဲအခန်းတကားပိတ်ပြီးတော့ဘာဖြစ်လဲတော့ခတ်ထားကျွန်တော်တို့ကဘာဖြစ်လဲကျွန်တော်တို့ရဲ့စိတ်ကအပြင်မှာကျွန်တော်တို့ရဲ့စိတ်နှလုံးအကြံစီကတတ်ဖျားကလည်းကျွန်တော်တို့အတွက်ဖြစ်ခြင်းတဲ့အကြံစီကလည်းဘာဖြစ်လဲတတ်အဲ့တော့သူတတ်ကိုတတ်ရှိတော့ရှိလားရှိတယ်အတူရှိလားရှိတယ်ကျွန်တော်အိမ်တွေ့ဘူးတယ်ကျွန်တော်အဲ့ရန်ကုန်မှာပဲကျွန်တော်တို့နေတဲ့အရင်တော့နေတဲ့အိမ်အပေါ်ထက်ကလင်မယားနဲ့ပြောတာ
အဲ့တယောက်ကမနေ့တန်ယုံသွားတယ်အမျိုးသားစကားလည်းမပြောလမ်းမှလည်းတွေ့လည်းမပြောအဲ့ကျွန်တော်လည်းနှုတ်ဆက်ချင်တာကျွန်တော်လည်းအားလည်းအားနာတတ်တော့လေဒီတိုင်းပြောဖို့ကလည်းဟောမပြောဒါပေမဲ့အိမ်နီးချင်းဆိုလည်းနှုတ်ဆက်ချင်တာအဲ့နဲ့မေးကြည့်တာဘယ်လိုလဲဘာညာဆိုတော့မဟုတ်ဘူးတဲ့ तू ကကျွန်တော်မပြောနဲ့သူ့ဇနီးတဲ့နဲ့တော့စကားမပြောတာနှစ်နဲ့ချီနေပြီတဲ့ဒါဆိုအိမ်နဲ့အိမ်ထဲမှာရှိလားရှိတယ်မဲ့စကားပြောလားမပြောတခါတည်းလူနှစ်ယောက်အတူတူထိုင်နေတယ်စကားပြောကြလားခရီးတစ်ခုသွားတယ်ပြောကြလားပြောကြဘူးခုဒါဆိုရင်ကျွန်တော်ရဲ့ဝိညာဉ်ထဲမှာခရစ်တော်ကျင်းဝတ်နေတယ်အဲ့ဒီခရစ်တော်ထဲမှာဘုရားခမဲတော်ဘုရားခင်ကကျွန်တော်တို့ကိုထာဝရနဲ့ဆိုင်တဲ့အကြံစီထာဝရတန်ဖိုးတွေအကုန်လုံးဟာအဲ့ခရစ်တော်ထဲမှာဘာဖြစ်လဲရှိနေအဲ့ခရစ်တော်ကျွန်တော်စိတ်နှလုံးထဲမှာနေရာရပြီးခန္ဓာကိုယ်ထိထင်ရှားလာဖို့သူ့ရဲ့အကြံစီတွေကကျွန်တော်တို့အထဲထဲမှာလာပြီးပြည့်စုံလာဖို့ရန်အတွက်ဘုရားကနေ့တိုင်းမှာကျွန်တော်တို့ကိုကျေးဇူးပြုပေးနေတယ်အဲ့ဒီအကြံစီတွေဆိုတာသင်ကောင်းစားတဲ့ကာလဖြစ်ဖြစ်ဆိုးရုပ်တဲ့ကာလဖြစ်ဖြစ်သင်တွေ့ကြုံရတဲ့အခြေအနေတွေကအဲ့ဒီအရာကိုလုံးဝမဖြတ်စည်းနိုင်ဘူးဖခင်ရဲ့အကြံစီတွေကိုဖျက်ဆီးနိုင်တာစာတန်လည်းမဟုတ်တယ်လို့သူများလည်းမဟုတ်ဘူးဘာလို့လဲဆိုရင်သင်ပဲသင်ကိုယ်တိုင်ပါဖြစ်လဲဖျက်ဆီးသွားနိုင်ဒါဆိုရင်ယောသရဲ့အသက်တာထဲမှာရှိတဲ့ဖခင်ရဲ့အကြံစီဟာသူကကောင်းစားတဲ့ကာလဆင်းရဲတဲ့ကာလမှာဖခင်နဲ့မိတ္တဟာယမပြတ်ဘူးဖခင်ကိုနေရာပေးတယ်ဖခင်ကိုတန်ဖိုးထားတယ်ဟုတ်ပြီနော်ဒါဆိုရင်သူ့ရဲ့ဘဝမှာဖခင်နဲ့မိတ္တဟာယမပြတ်ပဲနဲ့ဖခင်ရဲ့အကြံအစီကသူ့စီမှာလာပြီးတော့ဘာဖြစ်လဲပြည့်စုံတယ်ဆိုတာကိုတွေ့ရနော်ဒါယောသဆိုတာကလည်းဘု து ကိုပုံဆောင်ထားတာလဲဆိုရင်ယေရှုခရစ်တော်ကိုပုံဆောင်ထားတာဒါဆိုရင် तू ဒုတိယဘုရင်ဖြစ်တဲ့အခါမှာ तू တယောက်တည်းကောင်းစားတာမဟုတ်ဘူးနော်ဣသေလလူမျိုးတွေကိုဘာဖြစ်လဲ तू မကြွေးမွေးရင်ဟိုကငတ်တေတော့မှာဣသေလလူမျိုးတွေကဲတင်စရာအကြောင်းဖြစ်လာတယ်အေဂဒုပြည်ကြီးကဲတင်စရာအကြောင်းဖြစ်လာတယ်အဲ့တော့ခရစ်တော်ကလည်းဒီတိုင်းပဲယောသတ်မှာစိတ်တန်ရာရှိလားအကိုရောင်းစားလိုက်လို့စိတ်တန်ရာမရှိဘူးဒီအချိန်မှာ तू ကောင်းကောင်းနားလည်သွားတယ်ပြည့်စုံလာတဲ့အခါရောင်းလိုက်တဲ့ချိန်မှာလည်းစိတ်တန်ရာမရှိပါဘူးဒါပေမဲ့မေးခွန်းနေတော့ရှိတာပေါ့ဒါပေမဲ့ तू ဟာနော် तू ဒီအချိန်နဲ့ရောက်လာတဲ့အခါမှာဖခင်ရဲ့အကြံစီသူ့မှာပြည့်စုံခြင်းရှိလာတယ်သူ့မှာစိတ်တန်ရာရှိသူ့ရဲ့အကြံစီတွေပြည့်စုံလားသူ့ဘဝကိုကြည့်လိုက်ယောသတ်အကြံစီပြည့်စုံလားမပြည့်စုံဘူးကျွန်တော်တို့ကလေကျွန်တော်တို့အကြံစီမပြည့်စုံတော့ရင်ဘယ်လိုထင်လဲကျွန်တော်လည်းဒီနေ့အသက်52နှစ်တော့ရောက်လာပြီကျွန်တော်ကြံစီတာဘာပြည့်စုံလဲလို့ပြောရင်ဘာတစ်ခုမှမပြည့်စုံဘူးဒီခီးလာတော့မှနော်ဘုရားကြံစီပဲရောက်ကျွန်တော်တို့အကြံစီတကယ်ကတော့အရှုံးခံလိုက်ကိုဖြစ်တယ်ဘုရားရှိမှာနော်ဘုရားအကြံစီလာပြီးတော့တည်ဖို့ဖြစ်တယ်အကယ်၍ကျွန်တော်တို့အကြံစီတာတည်နေတယ်ဆိုရင်ဝိညာဉ်ထဲမှာရှိတဲ့ခရစ်တော်ကသူ့ရဲ့အကြံစီကိုအကောင့်တွေဖော်ခွင့်မရဒါဆိုရင်နေ့ရက်တိုင်းမှာအဲ့ဒီခရစ်တော်ကကျွန်တော်တို့ကိုအကောင့်တွေဖော်ဖို့ရန်ကျွန်တော်တို့ကိုဘာဖြစ်လဲနေ့ရက်တိုင်းမှာဆွဲခေါ်နေတဲ့အရာကိုကျွန်တော်တို့ကအဲ့ဒီဆွဲခေါ်နေတဲ့ဖရာကိုနေရာပေးဖို့လိုအပ်တယ်အဲ့လိုနေရာပေးလေနေရာပေးလေအဲ့ကျွန်တော်တို့ဖရာစကားရဲ့တန်ဖိုးဖရာရဲ့ဖြစ်ချင်းရဲ့တန်ဖိုးဟာကျွန်တော်အသက်တာထဲမှာမြင်တွေ့လာရလေဖြစ်ဟုတ်ပြီဒါဆိုရင်ကဲနောအေးသင်္ဘောဆောက်တာနှစ်ပေါင်းဘယ်လောက်ကြာနှစ်ရမနဲ့မိုးလင်းလာတယ်ဘာလို့ ရလဲသင်္ဘောဆောက်နောက်နေ့မိုးလင်းလာတယ်သင်္ဘောဆောက်မိုးရသည်သင်္ဘောဆောက်နှွေရသည်သင်္ဘောဆောက်ဆောင်းသွင်းသင်္ဘောဆောက်အစဉ်ပြေတဲ့ကာလသင်္ဘောဆောက်မပြေတဲ့ကာလသိဝင်စားပြကောင်းတယ်အသက်ရှင်ခြင်းလက္ခဏာဆိုအဲ့လိုသွားတယ်နမိတ်လက္ခဏာရှိလားမရှိဘူးဒါမဲ့တခုတော့ရှိတယ်မှားထားတော်မူသည့်အတိုင်းနောအေပြုလေဘယ်ချိန်မှာပြု
အချိန်တိုင်းမှာပြုအခြေအနေတိုင်းမှာပြုစိတ်ဝင်စားစရာမရှိလဲပြုစိတ်ဝင်စားစရာရှိလဲပြုတင်မောပြီးသွားတဲ့ခါကျတော့ဘုရားအကြံစီဟာဘုရုပေါ်မှာပြည့်စုံလာလဲနောအေးပေါ်မှာပြည့်စုံလာတယ်နောအေးပေါ်မှာနော်နောအေးလည်းမြေတစ်ခွက်မှမပိုင်တယ်လို့ပါပဲနော်ကဘာကြီးပြီးသွားမှမြေတစ်ခွက်ရတယ်နောအေးနဲ့မိသားစုကဘာတစ်ခုလုံးပဲဘုရားပြောတဲ့နော်ဒီလမ်းညွန်တဲ့စကားတွေကိုနောအေးကနေ့တိုင်းပြုတယ်ဝန်ခံတယ်ဒါဆိုရင်သင်္ဘောဆောက်တယ်အတွေ့အကြုံရှိလားမရှိဘူးသင်္ဘောပြီးလားပြီးတယ်ကဘာကြီးရေလွှမ်းမိုးလားမိုးတယ်မုန်တိုင်းလားဒါဆိုရင်ကြည့်ဒီနေ့တိုင်းသူဝန်ခံတဲ့စကားလုံးတွေဟာဖျားစကားကိုဝန်ခံတဲ့စကားလုံးတွေဟာဘယ်အချိန်မှထင်ရှားလဲကဘာကြီးရေလွှမ်းမိုးတဲ့အခါမှာထင်ရှားတယ်ဒါဆိုရင်သင်ဖျားစကားကိုနေ့တိုင်းဝန်ခံနေတာဖျားစကားတန်ဖိုးရှိလားရှိတာပေါ့ဒါဆိုရင်နေ့တိုင်းဝန်ခံနေဒါဆိုနေ့တိုင်းဝန်ခံနေတာဘာထူးခြားလာလဲတခါတည်းဘာမှမထူးခြားဘူးအပြင်ကကြည့်ဘာမှမထူးခြားဘူးဒါပေမဲ့ထူးခြားလာဖို့ရှိလားမရှိဘူးလားရှိတယ်အဲ့ဒါသိချတယ်ဒါဆိုရင်ဒီမှာကြည့်လိုက်ရေလွှမ်းမိုးတဲ့ကာလမှာမှနောအေးတို့မိသားစုတရက်ပြီးတရက်နေ့တိုင်းဖျားစကားကိုဝန်ခံခဲ့တဲ့အရာကဘယ်မှာထင်ရှားလာလဲရေလွှမ်းမိုးတဲ့ခါမှာဘာဖြစ်လဲထင်ရှားလာတယ်ကဲမကြည့်မတဲထဲမှာပါတယ်လူနှစ်ယောက်တဲ့ဘယ်မှာအိမ်ဆောက်ကြောက်ပေါ်နဲ့သဲပေါ်မှာအိမ်ဆောက်ရတယ်ကြောက်ပေါ်နဲ့သဲပေါ်မှာအိမ်ဆောက်တယ်ဒါဆိုရင်ဘာတူလဲဘာမတူဘူးလဲမတူတာကဘာလဲနေရတူတာအိမ်ဆောက်တာကဲတခြားပြောပါဦးရေလာတာတူတယ်လေတိုက်တာတူတယ်မိုးရွာတာတူတယ်မတူတာခိုင်တာမတူကဲအဲ့မတူတူတယ်ဆိုတော့အစနေစစစအစကတည်းကမတူတဲ့ဟာတွေလားအစတည်းကတူတဲ့ဟာတွေပါတယ်ရှိတယ်ကျောင်းနဲ့တည်းမတူဘူးဟုတ်ပြီစကတည်းကဒါဆိုအစကတည်းကတူတာပါအိမ်ဆောက်ဖို့အချိန်ကာလတူလားတူပါတယ်ကာလအတူတူပေးထားတယ်နော်ကျမ်းစကားပြောတယ်အကျဉ်သူသည်တဲ့ငါဟောပြောသောစကားကိုကြား၍ဒါဆိုရင်ကြားတာတူလားကြားတာတူတယ်အဲ့တော့ဖျားစကားကိုဖျားကကြားခွင့်ရတာချင်းတူတယ်နော်လုံလောက်တဲ့တိဆောက်မှုအတ္တအချိန်ရဖို့လဲတူတယ်ဒါပေမဲ့နော်ဒါပေမဲ့မတူတာကတော့ဗာလဲဆိုရင်ဟိုတယောက်ကကြားပြီးတော့ဝန်ခံတာဒီတယောက်ကတော့ကြားပြီးတော့မဝန်ခံအဲ့တော့သူတို့ကမုံတိုင်းမလာခင်မှာဟိုတယောက်ကိုမုံတိုင်းစောစောလာပြီးတော့ဟိုတယောက်ကိုမုံတိုင်းနောက်ကျမှလာတာမဟုတ်မုံတိုင်းကတော့ဘာဖြစ်လဲအတူတူလာတာပဲဒါပေမဲ့အတူတူလာတဲ့အချိန်မှာသူတို့ရဲ့ခိုင်ခန့်မှုတစ်ခုကတည်မြဲခြင်းထင်ရှားလာတယ်နောက်တစ်ခုကဘာဖြစ်လဲထင်တော့ထင်ရှားတာပဲဟုတ်တယ်မလားနှစ်ခုစလုံးမထင်ရှားဘူးလားထင်ရှားတယ်ဒါဆိုရင်တစ်ခုကဘာထင်ရှားလဲမတည်မြဲတာထင်ရှားတယ်နောက်တစ်ခုကတည်မြဲတာထင်ရှားတယ်အဲ့ဒီဟာဒါဆိုရင်ဖျားစကားကိုတန်ဖိုးထားခြင်းနဲ့တင့်ရဲ့အတ္တတာကိုထာဝရရည်ရွယ်ထားတဲ့အကြံစီထဲမှာတင်နေ့စဉ်တိဆောက်တယ်ဆိုရင်ကြောက်ပေါ်မှာဆောက်တာကနော်ဘုံတိုင်းဆောက်လို့ရလားမရဘူးအချိန်မယူရဘူးလားရတယ်အဲ့ဒါကိုအစဉ်အတိုင်းလို့ခေါ်တယ်ဒါဆိုရင်အချိန်တူတဲ့ဆောက်တဲ့ထူးစေနော်ဆောက်လုပ်တဲ့အရာအားလုံးတူတယ်ပြောချင်တာလူတစ်ယောက်ကိုဖျားကကြန့်ခိုင်အောင်လှုပ်ပေးတဲ့အရာအားလုံးတတ်ဆင်ပေးတဲ့အရာအားလုံးဘာဖြစ်လဲတူတယ်လူတစ်ယောက်ကိုအခြေနေတာဟိုဗာလဲတယောက်နဲ့တယောက်ကြုံတွေ့ရတာမတူပေမဲ့အဲ့လူတစ်ယောက်ကိုရင့်ကျက်လာအောင်ဖျားခင်ပြုစုပေးတဲ့အရာအားလုံးကဘာဖြစ်လဲ
တူတယ်ဒါပေမဲ့အချိန်တန်တဲ့ခါမှာမိုးရွာတယ်ရေလာတယ်ရေစီးတဲ့ခါမှာဒီမှာကတီမြဲတယ်ဒီမှာကပြိုလဲတယ်ဒါဆိုရင်တီမြဲခြင်းပြိုလဲခြင်းကရလတ်ဖြစ်တယ်ဒါဆိုရင်အဲ့ရလတ်မလာခင်ဘာကြောင့်သူတီမြဲလဲဖရာစကားကိုဝန်ခံတယ်ဘာလို့လဲတန်ဖိုးထားတယ်ဖရာစကားတန်ဖိုးရှိမှကိုကဝန်ခံနိုင်မှာလေဟုတ်တယ်မလားတန်ဖိုးရှိတဲ့လူကိုမထင်ရင်ဘာဖြစ်လဲဝန်ခံမှုပြောလူတစ်ယောက်စကားပြောတယ်ကဲစကားပြောတာကိုနားထောင်ဖို့ဆိုအဲ့ဒီလူကိုကျွန်တော်တို့ကတန်ဖိုးရှိတဲ့လူလို့ခံစားမှလေအခုလူတွေကလည်းပြောတယ်ဖရာကလွဲလို့ကျန်တာအကုန်လုံးဘာဖြစ်လဲအကုန်လုံးနှီးပါစိတ်ဝင်စားတယ်ဖရာအကြောင်းပြောလိုက်ရင်စိတ်ဝင်စားတော့စကားဝိုင်းတစ်ဝိုင်းမှာဘာဖြစ်လဲဖရာမပါဘဲနဲ့ကျန်တာအကုန်ပြောဘာဖြစ်လဲဥဆောင်ပြီးတော့ပြောနိုင်တယ်ဖရာလဲဝင်လာရောဒါဆိုရင်ဖရာကတတ်တင်တွေ့ကြုံနေတဲ့ဟာတတ်အဲ့လိုနေချင်တဲ့ဖရာမဟုတ်ဘူးနော်တွေ့ကြုံတဲ့အခြေအနေတိုင်းမှာဖရာကစကားပြောနေတဲ့ဖရာဖြစ်တယ်နော်ဒါဆိုရင်ကြည့်ဖရာမှားထားတော်မူသည့်အတိုင်းပေးထားတဲ့အချိန်အတိုင်းအစဉ်အတိုင်းဝန်ခံပြီးတော့ဖရာရဲ့တိဆောက်ခြင်းကိုအပြုပြင်ခြင်းကိုခံနေဆိုရင်ဒီမုံတိုင်းတွေမိုးတွေလေတွေရေတွေစုံစမ်းခြင်းတွေဟာဖရာသားတစ်ယောက်ကိုထင်ရှားစေဖို့ဖြစ်တယ်။ဘာထင်ရှားစေဖို့ဆိုတန်ဖိုးဖြစ်တယ်။အော်ဒီချိန်မှာဖရာသားတွေကတန်ဖိုးရှိလိုက်တာအဲ့လိုဖြစ်သွားမှာနော်။ဟာလောကသားတွေလဲတယ်ငါတို့လဲဘာဖြစ်လဲ။လဲတာသူများတွေအကုန်လဲနေတာလေကဘာကြီးဘာဖြစ်လဲ။ပြက်နေမှတော့ငါတို့လဲဘာဖြစ်လဲ။မပြက်ပဲနဲ့ဖြစ်မလဲမဟုတ်ဘူးအဲ့ဒီချိန်မှာထင်ရှားရမယ်ကာလဒါဆိုရင်ထင်ရှားရမယ်ကာလမှာသင်ဟာရောပြီးတော့ပြိုလဲနေတယ်ဆိုရင်ကိုပြန်ပြီးတော့စစ်ဖို့ဖြစ်တယ်တကယ်ပဲတကယ်တန်ဖိုးရှိတဲ့ဘုရားကသူ့ရဲ့စကားကိုကျွန်တော်တို့တကယ်ပဲတန်ဖိုးထားပြီးတော့နေ့ရက်တိုင်းမှာဝန်ခံနေသလားဆိုတာအရေးကြီးတယ်အဲ့လိုနေ့ရက်တိုင်းမှာဝန်ခံနေရင်တော့သင်ဟာတကယ်ကိုဖရာစကားရဲ့တန်ဖိုးကဘယ်မှာထင်ရှားလာမှာလဲသင်ရဲ့အသက်ရှင်ခြင်းဝိညာဉ်စိတ်ခန္ဓာမှာဘာဖြစ်လာမလဲထင်ရှားလာမှာကဲယေရီခေါမြို့ရိုးပတ်တယ်ယောရှုနဲ့ပရိညသက်တာကိုထားတဲ့ယေပရောဟိတ်တွေနဲ့ယေရီခေါမြို့ရိုးကိုဘုရားကပတ်ခိုင်းတော့ပထမရက်မှာဘယ်နှပတ်တပတ်ခြေလန်းလားလမ်းနဲ့ပထမရက်မှာတပတ်ခြေလန်းနိုင်စကားပြောလို့ရလားမရဘူးခြေလန်းလားလမ်းနဲ့စကားပြောလို့ရလားမရဘူးကြွေးကြော်နေတာလားတိတ်ဆိတ်စွာဝန်ခံနေရလားအခုဒီနေ့ကလူတွေကဘာဖြစ်လဲကြွေးတော့ကြွေးကြော်ကြပြီးရင်တိတ်ဆိတ်စွာမဟုတ်တာလုပ်ကြတယ်အဲ့လိုမရဘူးနော်တိတ်ဆိတ်စွာဝန်ခံခြင်းကအရင်လာတာကြွေးကြော်ခြင်းဆိုတာကအသီးဖြစ်တယ်နှုတ်ခမ်းရဲ့အသီးနောက်မှလာတိတ်ဆိတ်စွာဘုရားသားကိုဝန်ခံခြင်းမရှိဘဲနဲ့ကြွေးကြော်နေလို့မရဘူးမျိုးစေ့တစ်စိတ်ဟာတိတ်ဆိတ်စွာမြေမြုပ်ခြင်းခံရတာယောသက်ကမြေမြုပ်ခံလူရှိမှပျောက်သွား Facebook တွေပါလေမရှိဘူးလေရှောလို့ကြတော့လူရှိမှရောက်ယောသက်ကလူရှိကနေပျောက်သွားတာနော်နှစ်ပေါင်သူ့ရဲ့အဖေတော်မှမသိတော့ဘူးလေယောသက်သိပြီလို့ပဲထင်တာနောက်တော့ကြမပေးဟုတ်မလဲယောသက်ကမြေမြုပ်ခံတာနောက်တော့ကြတော့အပေငါပါဖြစ်လဲပေါက်လာတာအခုကတော့ကျွန်တော်တို့ကမြေမြုပ်ခံကျင်တာလားစင်ပေါ်တက်ကျင်တာလားစင်ပေါ်တက်တာတော့မမြင်ရမှာဆိုဆက်လိုက်လေးထိုးပေးလိုက်တယ်ကျွန်တော်တို့ငလင်ဘေးတွေသွားကူနေတော့တချို့လူတွေဆိုရင်လေအဲ့လိုဆောက်ဦးတွေကိုမဝင်ရတော့ကျွန်တော်ချင်းတောင်သွားဝယ်တော့လေလူကြောက်ကဘေးကနေကျွန်တော်ပြောဒီမှာလာကြည့်လိုက်လေကျွန်တော်ကကူညီပေးတာပါသွားဟိုကလူချင်းတရားလူစားလာကြည့်လေပြောတော့မလာရဲပါဘူးတဲ့ကျမတို့ကတကယ်ခံထားရတာနော်ဆိုတော့အဲ့ငလင်ကိုအရန်ကြောက်သွားတာလေဆိုအခုဒီမှာကြည့်ဖျားစကားကိုဝန်ခံတယ်ဆိုရင်အခုဒီမှာလေပထမရက်တစ်ပတ်တယ်ခြေလန်းတလန်းလန်းလိုက်တယ်ခြေလန်းလန်းလိုက်တယ်နော်ကဲဖျားစကားကိုဒါဝန်ခံနေတယ်ဖျားစကားတန်ဖိုးရှိလားရှိတယ်ဝန်ခံပြီးတော့ခြေလန်းလန်းတယ်ဘာထူးခြားလဲအဲ့ဒီယေရီခေါမြို့ရိုးဟလာတတိုင်းကြီးက
ပထမတစ်ချိန်ခြေလန်းလန်းလိုက်တယ်ပထမတစ်ပတ်ပြည့်သွားတယ်ဟာငလင် 2.5 လှုပ်လာလားမလှုပ်လာဘူးတစ်ပတ်လုံးတာပြီးသွားတယ်နော်တစ်ပတ်လုံးတာပြီးသွားတယ်အိမ်ပြန်ရောက်တနေကုန်ဖက်ဖက်မောအိမ်ပြန်ရောက်ဘာထူးခြားလဲဘာမှမထူးခြားဘူးကဲဟုတ်ပြီပထမဆုံးဟာကိုကျွန်တော်တို့ပြောခဲ့တဲ့အရာကိုပြန်သွားမယ်မြင်ရသောအရာနဲ့မမြင်ရပဲဒါဆိုရင်ဘယ်မှာမထူးခြားဘူးလဲဘယ်မှာထူးခြားလဲမြင်ရတဲ့နေရာမှာမထူးခြားဘူးမမြင်ရတဲ့နေရာမှာထူးခြားတယ်အဲ့ဒါအကျုံးဝင်တယ်အဲ့ဒါအဲ့စိတ်ရင်းပါတယ်အဲ့ခြေတလန်းပါတယ်ကျွန်တော်တို့အခုဘယ်လိုဖြစ်နေလဲဆိုကျွန်တော်တို့ကဘုရားစကားကိုဝန်ခံနေသွားရင်ကျွန်တော်တို့ကဘယ်မှာထူးခြားခြင်းတာလဲမြင်ရတဲ့နေရာမှာအရင်ထူးခြားခြင်းတာမအဲ့လိုသွားဖို့မဟုတ်ကျွန်တော်ကြည့်လိုက်ပထမတစ်ပတ်လျှောက်တယ်ဘာထူးခြားလဲဘာမှမထူးခြားဘူးတစ်ရက်ပြီးသွားပြီလားပြီးသွားပြီဒုတိယရက်ထူးခြားလားတတိယရက်သုဒ္ဓတင်တဲ့ကျွန်ုပ်အဲ့ဒီလူမျိုးပတ်တဲ့ထဲမှာပါတယ်ဆိုရင်တော့ဘယ်လိုနေမလဲကျိုးမြန်မာပြည်အတွက်ဆုတောင်းတာထူးခြားလားအဲ့မထူးခြားတာတတ်လေကျွန်တော်တို့ဘုရားစကားကိုဝန်ခံတာကတတ်ပဲဒါပေမဲ့ကျွန်တော်တို့ရဲ့ထူးခြားခြင်းကိုအမြင်ကနေကြည့်ဖို့မဟုတ်ဘူးဒါပေမဲ့ဘုရားနဲ့ကျွန်တော်တို့ရဲ့ခရီးစဉ်လေ spiritual journey အဲ့ခရီးစဉ်မှာကျွန်တော်ခရီးရောက်နေဖို့ပဲရည်ကြည်တာတချို့ကလည်းထင်တယ်လေဟိုဒီအိမ်နဲ့အိမ်မှာကြည့်လိုက်လေသဲပေါ်မှာစောက်တော့အိမ်နဲ့ကြောက်ပေါ်မှာစောက်တယ်ဘယ်လိုရင်ပြီးမလဲသဲပေါ်မှာစောက်တော့သူများထက်ရှေ့ရောက်တာပေါ့ SOH မှာဆိုလဲကျွန်တော်သူများထက်ရှေ့ရောက်တဲ့အချိန်တစ်ချိန်ရှိတယ်ကျွန်တော်ဆရာတွေကစကားပြောရင်လည်းမြန်တယ်ကားမောင်းရင်လည်းမြန်တယ်စာသင်လည်းမြန်အကုန်မြန်တာကျွန်တော်တို့ထက်ရှေ့ရောက်တာဘာမှမရှိဒါပေမဲ့တနေရာတော့ရှိတယ်ကျွန်တော်တချင်းဆိုရင်တို့ထက်ပဲဖြစ်နေလဲရှေ့ရောက်နေအဲ့တော့နေရာတိုင်းရှေ့ရောက်တာလည်းဖြုတ်နေရမကောင်းဘူးเนาะဆိုတော့ဒီနေရာမှာရှေ့ရောက်နေတော့ तू ကပြီးသွားတာ तू များမပြီးခင်မှာ तू ဘာဖြစ်လဲပြီးသွားတာဟာအမှုပြီးပြီဟာလေလုယာအာမင်ချီးပါတယ်ချီးအကြီးကျယ်ချီးမွမ်းနေတာပေါ့မဟုတ်ဘူးအမှုပြီးနေတာမဟုတ်ဘူးအဲ့ဒါလမ်းလွဲနေတာခရီးရောက်မှမသိလမ်းမှမသိဘာဘူးလို့ရဲတိုက်ဆောက်တာဘာဖြစ်လဲ next level တွေဘာဖြစ်လဲအမလီရောက်နေတာတက်နေတာဖျားရှိမှကြတော့ဘာဖြစ်လဲငါဖြူချဖို့ဘာဖြစ်လဲနီလာတိုးလာဖျားလည်းမလိုအပ်တဲ့အလုပ်တော်လုပ်ရတယ်နော်ဆိုတော့တချို့ကိစ္စတွေမှာတင်သူများထက်ရှေ့ရောက်နေတိုင်းမှန်တယ်လို့မထင်နဲ့သူများကိုမကြည့်နဲ့တော့ကိုစစ်တချို့လဲစာမွဲဖြေတာမဲသူများမပြီးသေးကွာပြီးနေတာပြီးတော့မှဘယ်ဟုတ်မလဲပု္ပ္ပာမဖြေထားတယ်မုံတိုင်းလာမှအဖြေရှင်းမှာမုံတိုင်းမလာမချင်းဘာဖြစ်လဲအဖြေမရှင်းဘူးမီးမလာမချင်းအဖြေမရှင်းဘူးဒီမှာလဲကြည့်လေ3 4ပတ်5ပတ်6ပတ်9ရက်နေ့မှာဟာတန်ပိုကမြင့်လာပြီဘယ်နှစမြန်မာပြည်ရဲ့ကုန်စည်နှုန်းတွေလည်းတန်ပိုမြင့်လာဘူးလားမြင့်လာတယ်ခက်ခဲမှုတွေလည်းမမြင့်လာဘူးလားမြင့်လာဖျားခင်ကလည်းတန်ပိုမြင့်လာကြီးပဲမျိုးစစ်ကြောင်းတွေပါရင်နားလည်လို့တော့မဟုတ်ပါဘူးเนาะရှာတဲ့မေရှက်အပေတနေကောမိတဲ့ချမယ်ဆိုတော့လည်းဖျားမမြင့်ဘူးလားတန်ပိုမြင့်လာကြီးပဲရွှေကိုစစ်ဖို့ရအတွက်ခုနပြောတဲ့လက်မတွန့်တဲ့အကြောင်းထပ်ပြောရမယ်လေနော်ရွှေကိုမီးထိုးရင်လက်တွန့်လို့ရမရဘူး15ပဲ16ပဲဟုတ်တယ်ငရဲမီးနဲ့ထိုးရတာလေငရဲမီးနဲ့ထိုးမှရွှေရပါဖြစ်လဲတန်းစင်မှာနော်အခုဒီမှာလည်းပဲတန်ပူမြင့်လာတာ9ရက်မြောက်နေ့မှာ9ပတ်ဘာထူးကြလဲခရီးရောက်လားမြင်ရတဲ့နေရာမှာလားမမြင်ရတဲ့နေရာမှာလားမမြင်ရတဲ့နေရာမှာကဲဟုတ်ပြီနောက်ဆုံးအချိန်မှာကြွေးကြော်တဲ့အချိန်မှာကြွေးကြော်လိုက်တဲ့ခါမှာမြို့ရိုးပြိုလားဘာကြောင့်ပြိုလဲဘယ်ချိန်မှာနားခံခဲ့တာလဲတဲ့ဒီခြေလမ်းတွေပေါင်းလိုက်ရင်ဘယ်နှလမ်းရှိမလဲသိလားမသိဘူးမလားမသိဘူးဖြစ်လေမသိဘူးကျွန်တော်လည်းမသိဘူးအဲ့ဘယ်သူမှမသိဘူး
ဒါပေမဲ့အဲ့ဒီကျွေးကြော်တဲ့ချိန်မှာပြိုလဲသွားခြင်းဟာဘယ်ဟာနဲ့ attachment ဖြစ်နေလဲဆိုနေ့အတိုင်းမှာသူလှမ်းခဲ့တယ်ဘာဖြစ်လဲရှည်လန်းအစဉ်အတိုင်းလမ်းခြင်းဟာအကျုံးဝင်နေတယ်အဲ့ဒါအရေးကြီးတယ်ကျွန်တော်ဖျားစကားကိုအစဉ်တိုင်းဝန်ခံတယ်ဖျားစကားကိုနေ့တိုင်းမှာတန်ဖိုးထားတယ်ဆိုတာကလေတစ်ချိန်ကျရင်အကျိုးမြင်ကိုမြင်လာရတယ်ဒါပေမဲ့တင်ကမဝန်ခံမှုတန်ဖိုးမထားဘူးဆိုရင်တင်တကယ်အဲ့ဒီအချိန်မှာကြွေးကြော်လဲဒီတိုင်းပဲအဲ့ဒါတင်ကြွေးကြော်တာအားမကောင်းလို့မဟုတ်ဘူးเนาะအကျဉ်းရင်နဲလို့မဟုတ်ဘူးရှေ့မှာတင်ဖျားသခင်နဲ့ဘာဖြစ်လဲမလျှောက်လမ်းခဲ့လို့ဖျားစကားကိုမဝန်ခံခဲ့လို့ဖျားကိုတန်ဖိုးမထားခဲ့လို့ဒါဆိုရင်ဒီအရာလေးကအရေးကြီးတယ်အဲ့တော့မြင်ရတဲ့နေရာမှာတော့ချက်ချင်းကြီးမပြောင်းလဲပါဘူးဒါပေမဲ့ပြောင်းလဲမဲ့အချိန်တရက်တစ်ချိန်တော့ဘာဖြစ်လာမလဲရှိလာမယ်မမြင်ရတဲ့အရာကမမြင်ရခြင်းမှာပဲပျောက်ကွယ်သွားတာတော့မဟုတ်ဘူးမမြင်ရတဲ့အရာကမြင်ရတဲ့အခြေအနေကိုတော့ဘာဖြစ်လဲထွက်ပေါ်လာဖို့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကအရင်လျှောက်လန်းတဲ့အခါမမြင်ရတဲ့ချိန်မှာဖယားနဲ့အတူဘာဖြစ်လဲလျှောက်လန်းခြင်းဒါဆိုရင်အခုဒီမှာသင်တန်းလုပ်တယ်အဆုံးတက်တော့မယ်နော်ကဲမြင်ရတဲ့နေရာမှာသင်တန်းဘယ်နှစ်ရက်လုပ်3ရက်လုပ်မြင်ရတဲ့နေရာမှာသူသင်တန်းတော့ပါတယ်နော်ပါတယ်ဒါပေမဲ့သင်တန်းပြီးသွားတဲ့အခါမှာမမြင်ရတဲ့နေရာမှာတိတ်ဆိတ်စွာဘုရားစကားကိုတန်ဖိုးထားခြင်းဝန်ခံလျှောက်လန်းခြင်းဟာအရန်အရေးကြီးတယ်အဲ့ဒီအရာကပဲတင်စုံစမ်းခြင်းတွေကိုခံနိုင်မှာအဲ့ဒီထဲထဲမှာတင်ထင်ရှားလာမှာတင်ဘယ်သူလဲဆိုတာထင်ရှားလာဖယားကသူကစုံစမ်းခြင်းတွေကိုခရစ်တော်ကအောင်မြင်ခဲ့တယ်ခရစ်တော်အောင်မြင်ခဲ့တယ်ခရစ်တော်မှာစိတ်တန်ရာရှိလားမရှိဘူးကျွန်တော်တို့မှာစိတ်တန်ရာရှိလားအယမ်းများတယ်နော်ယေရှုကဒါဆိုရင်လောကမှာလာနေတာအစဉ်ပြေလို့လားအစဉ်မပြေပါဘူးကောင်းစားလားမကောင်းစားသူ့ကိုလူတွေဝိုင်းချစ်ကြလားမဟုတ်ဘူးဝိုင်းတမတာတိတ်မပြောနဲ့ကောင်းကင်ကလာတဲ့ဘုရားတော်လောကလူတွေဝိုင်းတမတာတင်ကလောကမှာမွေးတာလေတိတ်ကိုဝိုင်းတမမဲ့သူတွေကများတယ်ဒါပေမဲ့ကိစ္စမရှိဘူးတင်ဟာဘုရားစကားထဲမှာပဲသွားလာဖို့အဲ့တော့ယေရှုမှာပြောမယ်ဆိုရင်ကိုယ်ပိုင်ပြက်ကလေးမရှိဘူးသူ့ရဲ့ပြက်ကလေးဟာဘု து ပြက်ကလေးပဲလေခမဲတော်ရဲ့ပြက်ကလေးထဲမှာပဲသူ့ရဲ့ပြောတဲ့စကားလုံးတစ်လုံးစီတိုင်းဟာလည်းဘု து ရဲ့စကားလုံးပဲလေခမဲတော်ရဲ့စကားလုံးပဲသူ့လှုပ်သမျှအရာအားလုံးဟာလည်းဘု து ကိုဝန်ခံနေတာလေခမဲတော်ကိုဝန်ခံနေတာနေ့တိုင်းမှာသူသွားလာနေတာကနမိတ်လက္ခဏာပြုသည်ဖြစ်စေမပြုသည်ဖြစ်စေဘု து ကိုဝန်ခံနေတာလေခမဲတော်ကိုဝန်ခံနေတာအဲ့တော့နမိတ်လက္ခဏာပြုတဲ့ချိန်မှာပဲဝန်ခံတယ်ဆိုတာတကယ်ကတော့ကြီးမားတဲ့အရာတော့မဟုတ်ဘူးလက်ဝါးကားတိုင်မှာခမဲတော်ရဲ့အလိုကိုဝန်ခံခြင်းဟာနမိတ်လက္ခဏာမရှိဘူးဒါပေမဲ့အဲ့ဒီအရာကကြီးမားတော့အရာဖြစ်တယ်အဲ့ကြီးမားသောအရာကကျွန်တော်တို့တွေအတွက်ကြီးမားသောအကျိုးကျေးဇူးကိုဖြစ်စေခဲ့တယ်